အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ညကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာတာတီရေးသားထားတဲ့မော်ဝင်လန်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နားဆင်အားပေးကြပါခင်ဗျာအညာဆောင်နဲ့မြူနင်းတွေကိုပိတ်လို့ပြို့ကိုရှိတဲ့အနှွေးတဲ့လေးတွေဝစ်ပြီးဘဲလေးတွေကိုစီလဲလို့နေနိုတိုကြောင်းတက်ရတဲ့အရာတော်ကျုပ်တော့လွတ်ကြိုက်တာဗျာလက်ကလေးတွေကိုပိုက်ပြီးချမ်းချမ်းစီစီနဲ့ကျောင်းဝင်းထဲကိုပုတ်ကုတ်ကလေးတွေဝင်လာတဲ့ကျုပ်တို့တွေကိုကျောင်းဆရာကြီးဦးစံချင်းကပြုံးပြုံးကြီးကြည့်နေတယ်ဗျချမ်းလို့ကုတ်ကုတ်လေးလုံနေတဲ့ကျုပ်ကိုတမပင်ကွယ်ကစောင့်နေတဲ့ပါတက်ကတန်းခေါ်လိုက်တာဗျဟဲ့ကောင်တတ်တေဟာဘာထက်အစိုးရရောက်နေပါလားဘာလဲမင်းဆရာတော်ကမင်းကိုကျောင်းမော်ကနေအပြီးနေရှာလိုက်လို့လားကွာဟာမဟုတ်ပါဘူးကွာမင်းကိုပြောစရာရှိလို့ပါဘာထက်ကဆလွယ်တိုင်းထားတဲ့လွယ်အိတ်လေးကိုပြင်လွယ်လိုက်ပြီးတမပင်အောက်ကနေလက်ရက်ခေါ်နေတယ်ဗျတခုခုတော့အကြောင်းလို့ရှိနေပြီထင်တယ်လို့တွေးပြီးတော့ဘာတက်ရက်နေတဲ့တမပင်အောက်ကိုကျုပ်ကသွားလိုက်တယ်အကြောင်းရှိနေလို့ပေါ့ကွာတာတရက်အေးပါမင်းနဲ့ငါတွဲလာတာကြာရွယ်ဘာထက်ရမင်းမျက်နှာကြည့်လိုက်တာနဲ့အကြောင်းတစ်ခုရှိနေပြီဆိုတာငါသိတယ်ကွာကျုပ်ပြောတာကိုကြားတော့ဘာတက်ကပြုံးပြီးပြောတယ်ဗျဒါဆိုမင်းတော်တော်တိုးတက်လာပြီပေါ့တာတရက်ကဲပြောပါဦးဘာထက်မင်းအရိန်းမလန်ဆိုတာကြားဘူးလားကွာတာတေရုတ်တရက်ကြီးဘာထက်မေးလိုက်တဲ့မင်းကုန်းကိုကြားတော့ကျုပ်ဖြင့်ကြောင်တော်သွားတယ်ဗျာဟက်ကောင်ဘာထက်မင်းဟာလည်းအရင်မရှိဖျားမရှိနဲ့ပါအရိန်းမလန်နဲ့မင်းနဲ့ပါဆိုင်လို့တော့ပြီးတော့ငါပြောပြမယ်တာတေမင်းသိရင်အရိန်းမလန်ကြောင့်ပြောပြကွာဘာကြီးပြောတာကိုငါကြားဘူးတာတော့ဒီလိုကွာအင်မတန်မှစွမ်းတတ်တဲ့အရိန်းမလန်လို့အမိပေးထားတဲ့လန်ဟာတရားမင်းပိုင်နဲ့ပစ္စည်းတယ်ကွာအဲ့ဒီလန်ကိုတရားမင်းကယူလာပြီးတော့အင်မတန်ဘုံကန်ကြီးမာတဲ့မင်းတွေကိုဆက်တာတယ်ကွာဟာဟုတ်လားငါထင်တာတတောင်စိတ်ဝင်စားစရာပိုကောင်းနေပါလားကွာဟေးမင်းကဘလို့ထင်တာလို့တော့ဘာထက်ငါထင်တာကဗပဲဆရာတယောက်ကလှုပ်ပြီးဘရင်ကိုဆက်တာလို့ထင်နေတာဟာဘာထက်ကဗပဲဆရာတွေလှုပ်တဲ့လန်တွေကအပုံမဲလေကွာရှေးပြင်းနေခေတ်ကဒါနဲ့ပဲစစ်တိုက်ကြတာမို့လားလူလှုပ်တဲ့လန်ဆိုရင်ဘယ်အစွမ်းရှိမှာတော့ကွာအေးဟုတ်တာပေါ့တရားမင်းဆက်တာမို့လို့ဒီလောက်အစွမ်းရှိတာနေမှာအေးဟုတ်တယ်တရားမင်းပထမဆုံးဆက်တာကဒုတ်တပေါင်မင်းကိုဆက်တာတယ်ကွာအဲ့ဒီလန်ဟာဆက်တာခံရတဲ့လူရဲ့စိတ်ညွတ်တဲ့နေရာကိုသွားတာတယ်ကွာဟာဟုတ်လားဒါဆိုရင်တော်တော်အစွမ်းထတာပေါ့ကွာဟာထတာပေါ့ကွာဘာထက်ဒုတ်တပေါင်မင်းကြီးကအခွန်မဆောင်တဲ့ရွာတွေကိုလှမ်းမဆာရှင်တော်ချိတ်ပြီးလွှတ်လိုက်တာဆိုပဲလှန်ကအဲ့ဒီရွာကတကြီးတို့ကလန်တို့တံပြင်းတို့အိမ်တေးမှာသူ့လိုသွားဆိုင်တာတယ်ကွာဒါဆိုရင်ကြောက်လန့်သွားကြပြီးအခွန်ရောလန့်ရောယူဘရင်စီကိုလာပြီးတော့ဆက်တာရတာတယ်ကွာဟာဒီလန်ကဒီလောက်တောင်စွမ်းသလားကွာစွမ်းပါတယ်ဆိုကွာဘာထက်ကလည်းအေးပြောပါဦးကွာတတရက်အေးအဲ့ဒီအရိန်းနမလန်ဟာဒေါက်တာပေါင်မင်းကြီးနိုင်ရဆန်တော့သူ့လိုပျောက်သွားတာတယ်ကွာနောက်တော့ပကံမှာပြန်ပြီးပေါ်လာတယ်ဟေးဘသူရတာတော့ဘရင်ကိုကွမ်းတော်ဆက်ရတဲ့ကွမ်းတော်လူလင်ကိုတရားမင်းကမြင်းမြူတစည်းနဲ့အဲ့ဒီအရိန်းနမလန်ဆက်လိုက်တဲ့ကွာအဲ့ဒီကွမ်းတော်ဆက်လူလင်ကဘရင်ဖြစ်သွားပြီးကြောင်မြူမင်းလို့ရာဇဝင်တင်ခဲ့တာကွာအဲ့ဒီဘရင်နန်းကြတော့သူ့သားအနော်ရတာကိုအရိန်းနမလန်တိတ်လေးပေးခဲ့တယ်အနော်ရတာကအဲ့ဒီလန်နဲ့ပဲသူ့ဖေကိုနန်းချခဲ့တဲ့ဘရင်ကိုတတ်ပြီးထိနှံရယူခဲ့တယ်ဟာဒါဆိုရင်ဒီလန်ကအနော်ရတာစီကိုရောက်သွားတာပေါ့အေးဟုတ်တယ်အနော်ရတာကသူ့တိတ်ရှိတဲ့သူ့ငွေစားသားကြံစစ်သားကိုအမျက်တော်ရှာတော့ကျိုးတုတ်ခိုင်းပြီးအရိန်းနမလန်နဲ့ထိုးတဲ့ဟာတေရောလာကွာဟက်ကောင်ဘာတဲ့တီမတော့ရာဇဝင်မှာကြံစစ်မင်းသားဆိုတာဘယ်ရှိမလဲကွာဟောဒါဆိုဘေးကိုလျှော်သွားလို့တင်တယ်ချောမလားဘာတဲ့ရအရိန်းနမလန်ကတခင်စေလိုရကိုတက်သွားတဲ့လန်တွေကွာကြံစစ်သားကိုမတတ်ရှင်လို့ကျိုးကိုထိုးပြီးဖျက်ပေးလိုက်တာပေါ့ကွာဟေးဒါဆိုကျိုးပြတ်သွားရောလားကွာအေးပြတ်သွားတာပေါ့ကွာဒီတော့ခမဲတော်ကသူ့ကိုမတတ်ဘူးဆိုတာကြံစစ်သားကတွေးမိပြီအရိန်းနမလန်ကိုယူပြီးထွက်ပြေးသွားတယ်နောက်ကရဲမတ်တွေလိုက်ဖမ်းမိမဲ့ကြံစစ်သားကလှန်ထောက်ပြီးတစ်ချက်ခုံလိုက်ရင်ဝေးကြီးကိုရောက်သွားတာဆိုတော့ဘင်းကျင်းတွေစစ်တီတွေလိုက်လို့မမီတော့ဘူးတဲ့ကွာဒါနဲ့ပဲဒီလန်ကကြံစစ်သားမင်းလက်ထဲကိုရောက်သွားတာပေါ့ကွာအော်အေးနောက်ဘသူစီရောက်သွားတော့ကွာကြံစစ်သားကသူ့သားတော်ကိုထိနှံမပေးပဲမြေးတော်အလောင်းစီတူကိုထိနှံပေးပြီးအရိန်းနမလန်ကိုအပ်လိုက်တယ်အော်ဟိုဖောင်နဲ့လျှောက်လဲတဲ့ဘရင်လားအေးဟုတ်တယ်အလောင်းစီတူရဲ့နောက်မှာအဲ့ဒီလန်ရဲ့ယာသူကပျောက်သွားတယ်ကွာဒီအရိန်းနမလန်ကိုတရားမင်းပဲပြန်သိမ်းသွားသလားတနေရာမှာပဲရောက်သွားသလားဆိုတာဘသူမှမသိတော့ဘူးလေကွာအော်ဒီလိုလားကဲငါကြားဘူးတာတော့ပြောပြီးပြီကွာဒါနဲ့မင်းကဘာဖြစ်လို့ဒီကြောင်မေးရတာတော့ဒီလိုကွာဒါတည်းကငါအိမ်မက်မှတ်တယ်အဲ့ဒီအရိန်းနမလန်ဟာဖះလေးတဆူထဲမှာရှိနေတယ်ကွာအေးပေါ့ဖြစ်နိုင်တာပေါ့လောင်းစီတူဘရင်ကသူလက်ဆင့်ကမ်းရမယ်လို့မရှိလို့တနေရာမှာဖွက်ထားခဲ့တာဖြစ်မှာပေါ့ကွာဒါပေမဲ့မြန်မာပြည်မှာကဖះပေါင်းကနဲတာမှမဟုတ်တာဘယ်ဖះမှာထည့်ခဲ့လဲဘသူတိမှာတော့ကွာဟာဒါတည်းကလည်းတလွဲတွင်းနေတာဟုတ်ကွာဖះဘလောက်များများမဆိုင်ဘူးလေကွာအလောင်းစီတူမင်းတည်ခဲ့တဲ့ဖះရင်းနဲ့ပဲဆိုင်မှာပေါ့ကွာအေးဟုတ်သားပဲဒါပေမဲ့အလောင်းစီတူကဖောင်ဆက်ကြနဲ့တိုင်ကန်းလဲနေတာဆိုတော့ဖះတွေကလည်းတစ်ချောင်းလုံးတည်နေတာကွာ
ဘယ်ဖျားထဲမှာထားခဲ့တယ်ဆိုတာဘယ်သူသိမှာတော့ငါအိမ်မက်မတ်တယ်ကွာဖျားတဆူပြိုကြနေတာဇေဒီပဲကွာအဲ့ဇေဒီထဲမှာအရိနမလန်ရှိတယ်တဲ့ကွာဟေးဟုတ်လားအဲ့ဒါဘယ်မှာတော့ကွာဘာထဲอ่ะငါလည်းမသိဘူးကွာဟာဒါနဲ့မှပြောနေရသေးလားကွာဘယ်တရားမှမသိတာဘယ်မှာသွားရှာရမှာတော့ကွာဘာတက်ကတခုခုလေးလေးနက်နက်စဉ်းစားပြီးပြောတယ်ဗျငါကအရိနမလန်เจ้าကိုသိတာတော့မဟုတ်ဘူးကွာအခုမင်းပြောပြမှသိတာအိမ်မက်ထဲမှာပြိုကျနေတဲ့ဇေဒီစုတွေ့တယ်ပြီးတော့လူကြီးတယောက်ကအဲ့ဒီဖျားကိုလက်ညှိုးနဲ့ထိုးပြပြီးအဲ့ဒါအရိနမလန်လို့ပြောတာကွာအေးလေဒါပေမဲ့မင်းအိမ်မက်ထဲကလူကြီးကဒါဘယ်နေရာကွာလို့မှမပြောခဲ့တာပါထဲရဘယ်သွားပြီးရှာမှာတော့အေးနေရာအတိအကျပြောသွားတယ်ဆိုရင်တော့မရောက်အောင်သွားပြီးဟုတ်မဟုတ်ကြည့်နိုင်တာပေါ့ကွာဒါဆိုရင်တော့အိမ်မက်ကတကယ်ပြောတာဟုတ်မဟုတ်သိနိုင်တာပေါ့ကွာဘာတက်ကကျုပ်ကိုခေါင်းချင်းပြတယ်ဒါပေမဲ့ဘာတက်ရဲ့မျက်နှာပေါ်မှာတခုခုကိုစဉ်းစားနေတဲ့ပုံပဲဗျဘာတက်တခုခုကိုကြံစီနေမှန်းတော့ကျုပ်သိတယ်ဗျဒါပေမဲ့သူ့ဘာတွေကြံစီနေလဲဆိုတာတော့ကျုပ်မသိနိုင်ဘူးပေါ့ဗျအဲ့ဒီနေ့ចောင်းစင်းခေါင်းလောင်းထိုးတော့ကျုပ်ကိုမဆောင်ပဲပြန်သွားတယ်ဗျနောက်နေ့ចောင်းရောက်တော့ဘာတက်ကကျုပ်ကိုတမပင်အောက်ကစောင့်ပြီးတော့ပြောတယ်ဗျငါညကအိမ်မက်ထက်တောင်ကြည့်နေတယ်ကွာဒါပေမဲ့ဘာအိမ်မက်မှမမှတ်ပါဘူးကွာဒါပေမဲ့ငါစဉ်းစားရတယ်ဒါတည်းကငါအိမ်မက်မှတ်တဲ့ဖရားလေးကိုရည်စူးပြီးတော့ကိုဘွားနဲ့ထွက်သွားရင်တော့ရောက်နိုင်တယ်ကွာအဲ့ဒါမင်းရောလိုက်မလားလို့မေးမလို့ကွာဟာဘာထက်ရဒါများမေးနေရသေးလားကွာတာတွေကဒါမျိုးဆိုရင်အခုလားဆိုတဲ့ကောင်းပါကွာအေးဒါဆိုရင်ငါညကြရင်မင်းအိမ်မှာအိမ်မယ်မင်းဘာကြီးစိတ်မအောင်ပြောရလိကွာတတ်တယ်အေးပါကွာငါဘာကြီးကိုပြောရလိုက်မယ်ဘာထက်တင်ရှာလာတော့မယ်ဒီမှာပဲညအိမ်မယ်လို့ပြောလိုက်မှာကွာအေးဒါဆိုရင်ည9နာရီလောက်လာခဲ့မယ်အေးပါငါစောင့်နေမယ်မင်းလာရင်ကြောင်းလွယ်လေးလွယ်ခဲ့အောင်တော့စာလုံးမယ်ဆိုပြီးဘာမှမပိုင်ဘာကြီးကပြောနေအောင်မယ်စိတ်ကြပါကွာငါလွယ်လာခဲ့မှာပေါ့ဆရာတော်ကိုလည်းတင်ရှာတွတ်တော့မှလို့ပြောရမှာလေကွာည9နာရီမထိုးခင်မှာပဲဘာထက်ရောက်လာတယ်ဘာထက်ရောက်တော့ကျုပ်ဘာကြီးကဘာထက်နဲ့စကားတွေပြောတယ်ဘာကြီးကဘာထက်ကိုခင်တယ်ဗျစကားတက်တာကိုလည်းဘာကြီးကလွတ်တနာနေတာဗျဘာကြီးကတုတ်တန်ဆရာတော်ကြီးအကိရထိုးတဲ့အကြောင်းလေးတုတ်တန်ဒူရင်ဆောင်တဲ့အကြောင်းလေးမေးတော့ဘာထက်ကလည်းသူတီးသလောက်အထက်ထက်နဲ့ပြောနေတယ်ဗျနေပေါင်းဦးဘာထက်ရဲ့မင်းဆရာတော်ကြီးကရွှေဖြစ်တယ်လို့ကြားဘူးလေဘာတက်ထိုးလို့ရွှေဖြစ်တာတော့ကျုပ်ဘာကြီးကလည်းတူတာမထိုးတာဗျအကိရကိုဝါသနာပါပုံရတယ်အကိရစာအုပ်တွေလည်းဖတ်တယ်ဘောပြထားထိုးတာဘာကြီးရဲ့ဘောပြထားတွဲမိုးမလွဲလို့တော့အကိရဆရာတွေပြောတာတော့ကြားဘူးတဲ့ကွယ်ဘလို့လောက်တာလဲလို့တော့မသိပါဘူးကွယ်ဟုတ်တယ်ဘာကြီးရဲ့ဆရာတော်ကလည်းတူသိပ်တယ်ဘာကြီးရဲ့အေးဘောကွာအကိရထိုးတဲ့ခီးပေါက်တဲ့သူကတူသိပ်မှာပေါ့ကွယ်ဒီပညာတွေကလူသိခံလို့ရတာမျိုးမဟုတ်ဘူးလေကွယ်ဟုတ်တယ်ဘာကြီးရဲ့ဘာကြီးနဲ့ဘာတဲ့နဲ့စကားတွေပြောလို့ပြီးတော့မှကျုံနဲ့ဘာတဲ့နဲ့အိမ်ပေါ်တက်လာခဲ့ကြတယ်ကျုပ်တို့တင်ရှာတွေတကယ်တွက်ကြတယ်ဗျတင်ရှာတွေလည်းတွက်ပြီးတော့တော်တော်ညံ့နေပြီဗျဘာကြီးလည်းဖះရှိကိုပြီးတော့အိတ်သွားပြီနောက်ဆုံးကြီး3ချက်တီးပြီးအမျှဝေတယ်နောက်နိုင်ဝက်လောက်ကြာတော့ဘာကြီးဟောက်တန်ကိုအိမ်ပေါ်တက်ကနေကြားနေရတယ်ဗျကျုံနဲ့ဘာတဲ့လည်းအဲ့ရတွေခင်းကြတယ်ဖះရှိခိုးကြတယ်ပြီးတာနဲ့ပလက်လန်အိတ်လိုက်ကြပြီတယောက်လောက်ကိုတယောက်စုတ်ထားလိုက်ကြတယ်သွားမဲနေရကကျုပ်ကသိတာမဟုတ်ဘူးလေဗျဘာထက်ပဲသိတာဒီတော့ကျုပ်ကဘာထက်ကိုပဲစိတ်ညွတ်ထားရတာပေါ့ဗျဘာထက်ကတော့သူ့အိမ်မက်တွေကမြင်ရတဲ့ဖះပြက်လေးကိုအာယုံပြုမှာပေါ့ဗျာနိုင်ဝက်လောက်ကြာတော့ကျုပ်တို့ရဲ့ကိုယ်ထဲကကိုဘွားတွေကကြွတ်တက်လာတယ်အောက်ကိုပြန်ပြီးငုံကြည့်လိုက်တော့ဆန်းဆန်းကြီးအဲ့ဒီတဲ့ကျုပ်ရဲ့ခန္ဓာကိုမြင်နေရတယ်ကိုဘွားကတဖြည်းဖြည်းမြင့်တက်လာပြီးအိမ်မောင်ခေါင်မိုးပေါ်ကိုကြော်ထွက်လာတယ်နောက်တော့ဘွားတရဲ့ကိုဘွားရိတ်ခနဲ့ပျောက်သွားတဲ့နောက်ကိုကျုပ်ရဲ့ကိုဘွားလည်းရိတ်ခနဲ့ရွေ့ပြီးပါသွားတယ်ဗျကျုပ်တို့နှစ်ယောက်တနေရာကိုရောက်သွားတယ်ကျုပ်တို့ရှေ့တက်တဲ့မှာဇေဒီပြက်လေးတစုကိုတွေ့ရတယ်ဇေဒီကပြိုကျသွားတာတိတ်ကြပုံမရသေးဘူးဗျဇေဒီကညံတော့9ပေလောက်ပဲရှိမယ်ဗျထီးလဲမြေခနေပြီးတော့ဇေဒီကတပိုင်းပဲ့ကျသွားပြီဗျဇေဒီပြက်လေးတွေကနေပိန်းနေတဲ့တန်ချောင်းလေးပေါ်နေတယ်ထီးမရှိတော့ပိန်းနေတိုင်းပေါ်နေတာပေါ့လို့ကျုပ်တွေးလိုက်မိတယ်ဟာကျုပ်စိတ်ထဲမှာတော့ရောင်ပြီးអော်လိုက်မိတယ်ကျုပ်ကြည့်နေတဲ့ပိန်းနေတိုင်းတန်ချောင်းကဝင်းကနေလက်သွားတာဗျလျှက်စီလက်တဲ့အယောင်မျိုးဗျဟာလက်ပြန်ပြီဗျို့ကျုပ်လိုပဲဘာထက်လဲကြည့်နေတယ်ကျုပ်သိလိုက်ပြီဗျို့ဒါဘာထက်ပြောတဲ့အရိနမလန်ပဲဗျလှန်သွားကိုအောက်မှာထားပြီးလှန်ရိုးတံကိုဇေဒီရဲ့ပိန်းနေတိုင်းလှုပ်ထားတာပဲဗျထီးတော်မြေကပြီးဇေဒီတစ်ပိုင်းပြိုကျသွားလို့လှန်ရိုးပေါ်လာတာပဲခတ်တာကဒီနေရာကဘယ်နေရာမှမသိတာဗျကျုပ်ပတ်ဝန်းကျင်ကိုသိအောင်အပေါ်ကိုပြန်တက်လိုက်တယ်ဘာထက်လဲကျုပ်ပါလုပ်တယ်ဆိုတော့တွေးမိပုံပဲဗျသူလည်းအပေါ်ကိုပြန်တက်လာတယ်တော်တော်လေးမြင်းတဲ့နေရာကိုရောက်တော့မှပတ်ဝန်းကျင်ကိုကျုပ်ကြည့်လိုက်တယ်ဟာဒါကျုပ်တို့မျိုးပဲဟာကျုပ်ဖြင့်ကိုယ့်အကူသဘောကျပြီးရေးလိုက်မိတယ်ဗျာကိုဘွားတယောက်ရဲ့ရေတံကိုကိုဘွားချင်းချင်းပဲကြားရတာဗျကျုပ်ရည်တံကိုကြားတော့ဘာထက်လဲသဘောကျသွားပြီးရီတော့တာဗျို့မြို့အခြေဘက်မှာရှိတဲ့တောင်ကုန်းပေါ်ကရှေးအောင်စီတီတွေကတဆူပဲဗျဒါဟာအရိနမလန်ဆိုရင်ဖွက်သွားတဲ့အလောင်းစီတူမင်းကြီးကတော်တော်ကိုတော်တဲ့ဘရင်ပဲဗျဒီနေရာဟာလူသွားလူလာမရှိတဲ့နေရာဗျဒီနေရာမှာသူ့နာမည်မပေါ်ပဲဇေဒီလေးတွေလာတဲတယ်မထင်မရှားဇေဒီလေးတွေကိုဟိုနားတဆူဒီနားတဆူတဲပြီးတော့မှ
ဖះတစုရဲ့ပိန်းနေတိုင်းကိုရိန်နမလန်ယိုးနဲ့ထူပြီးထီးတင်ခဲ့တာဖြစ်မယ်ဗျအမတ်တမတ်ကြည့်လိုက်ရင်ဒီတောင်ကုန်းလေးပေါ်မှာတရားထိုင်နေရတိတဘာဘာကပဲစေဒီတွေတည်ထားသလိုမထင်မရှားလုပ်ခဲ့တာဗျဒါကြောင့်လဲအလောင်းစီသူဘရင်ရဲ့နောက်ပိုင်းမှာရိန်နမလန်သတင်းဟာလုံးလုံးပျောက်ကွယ်သွားတာလေဗျာကျုံနဲ့ပါတဲ့အောက်ကိုဆင်းလာပြီးစေဒီတော်ကိုတိတိကျမှတ်တယ်ရိန်နမလန်ယိုးကတစ်ချက်လက်ကနေဖြစ်သွားတယ်ဗျဒါကိုလူတွေမြင်ဖះငုတ်တို့ကရောင်ကြည်တော်လွတ်တယ်လို့ပြောကြမှာပေါ့ဗျာကျုံနဲ့ပါတဲ့လေတယောက်ကိုတယောက်တိတိကျမှတ်ထားဖို့ပြောပြီးအိမ်မှာကြံခဲ့တဲ့ခန္ဓာကိုယ်စီကိုစိတ်ညှို့လိုက်တာနဲ့အိမ်မက်မက်ရာကနေလက်နိုးတယ်လို့နိုးသွားရောဗျကျုပ်ကြည့်လိုက်တော့ဘာထက်ကဆန့်ဆန့်ကြီးဗျဟာဒီကောင်ဘယ်ဟိုတဝေထိုးနေပြန်ပြီလဲလို့ကျုပ်ပါဇက်ကတိုးတိုးလေးပြောလိုက်တယ်ဘာတက်ပဲဗျာဒီဆိုဟိုရောက်တဲ့အကောင်ဗျ10မိနစ်လောက်ကြာတော့မှဒီကောင်ဘာတက်ဆက်ခနဲ့တွန့်သွားပြီးနိုးလာတာဗျဟဲ့ကောင်ဘာတက်မင်းအတမ်းမှပြန်ပဲဘယ်တွေလျှောက်ပြီးရှေ့နေတာတော့ကွာဟာရှည်တာမဟုတ်ဘူးကွာတတည်းကမတင်ကားစရာလူ3ယောက်ကိုတွေးလိုက်တယ်ကွာဟာဒါဆိုငါ့ကိုပြောရောပေါ့ကွာငါလေးလိုက်မှာပေါ့ကွာမင်းကတယောက်တည်းဟိုက3ယောက်ဟိုကဝိုင်းပြီးလက်တီနဲ့ထိုးရင်တော့မင်းဒုက္ခဖြစ်သွားမှာဟာတတည်းငါ့ကိုမြင်မလားကွာငါကကိုဘွားနဲ့သွားနေတာလေကွာအော်အေးဟုတ်တာပဲငါကလည်းမေ့ပြီးပြောလိုက်တာဟေးနေပါဦးမင်းသွားကြည့်တော့ဘာတွေ့တော့ဒီလူတွေကတိုက်ရှာတဲ့လူတွေကွာသူတို့မှတိုက်ရှာရှိတယ်ဒါပေမဲ့သူတို့ကကောက်တာလွဲနေတယ်ဟေးဟုတ်လားသူတို့တိုက်ရှာကိုမင်းကမြင်ခဲ့လို့လားမြင်တာဗောကွာသူတို့တိုက်ရှာရေးထားတဲ့စာရွက်ကိုဖျက်နာတာကွာအဲ့ဒီစာထဲရေးထားတာကဖះငါးစုအလဲတူတူပုံကြမယ်တဲ့တာတီးကဟေးနေပါဦးဘာတဲ့ငါတို့စိုးစိုးကတွေးခဲ့တာဖះပြက်လီက3စုပဲပါကွာငါးစုမဟုတ်ပါဘူးနှစ်စုကပြက်သွားလို့ဖြစ်မှာဗောကွာတာတီးကဒါဆိုငါတို့ဘယ်တော့လောက်သွားကြမှာတော့အခုချက်ချင်းသွားရမှာဗောကွာဘာကွာဘာတဲ့အခုချက်ချင်းဟုတ်လားမင်းကလည်းအချိန်မှမရှိတော့တာအခုကည2ချက်ထိုးနေပြီကွာဟာတတ်မနဲ့မိုးလင်းရင်တိုက်ရှာတဲ့ကောင်ကြီးကရသားနိုင်တယ်ကွာဟာဒီလိုတော့မဖြစ်ဘူးကွာဒါဆိုရင်လည်းသွားကြမှာကွာမထက်ကျုပ်ကအောက်ထပ်ကိုဆင်းပြီးဘာကြီးရဲ့ရိတ်ရှည်ကိုကြည့်တယ်ဘာကြီးကတော့အေးဆေးဆေးကိုအိပ်ပျော်နေပြီဗျဘာကြီးကလူပြိုကြီးဗျအပူပင်နေတာဗောဟောက်တောင်ဟောက်ပြီးအိတ်နေလိုက်တာများဗျတခေါခေါနဲ့ပြိုကျုပ်ကအိမ်မော်တက်ကိုပြန်တက်လာပြီးဘာတက်ကိုခေါ်လိုက်တယ်ပြီးတော့တကားကိုတောက်ခတ်ပြီးတော့ကျုံနဲ့ဘာတဲ့ထွက်လာခဲ့ကြတယ်အပြင်မှာတော်တော်လေးအေးနေတော့လူမပြောနဲ့ခွေးတောင်မရှိဘူးဗျကျုပ်တို့လည်းမြို့အရှိဘက်ကိုဥတီပြီးခတ်တုတ်တုတ်ရှောက်ကြတာဗောဗျာမြို့ပြင်ဘက်ရောက်လေအေးလီပဲဗျမြို့အရှိဘက်ကိုရောက်တော့တောင်ကုန်းမြင့်လေးကိုလှမ်းမြင်ရတယ်ဒီတောင်ကုန်းကိုရတိတ်တောင်လို့ခေါ်ကြတယ်ဘယ်တော့ကဘယ်ရတိတ်နေသွားတာတော့မသိဘူးပေါ့ဗျာကျုံနဲ့ဘာတဲ့ခတ်တုတ်တုတ်ရှောက်ခဲ့တာရွှေတောင်ထွက်လို့ဗျတောင်ကုန်းပေါ်လေးကိုတက်ခဲ့ကြတယ်ပတ်ဝန်းကျင်မှာတော့လူသူလေးပါးရဲရောင်တော့မတွေ့ဘူးဗျကျုပ်တို့တောင်ကုန်းပေါ်လေးကိုရောက်တော့ကျုပ်တို့မြို့ကိုအပေါ်စီးကနေမြင်နေရတယ်ကျုပ်တို့စောစောကမြင်ခဲ့ရတဲ့စေဒီလေးကိုရှာတယ်တွေ့ပြီဗျစေဒီကအားလုံးမှ3စုတယ်ဗျဒါပေမဲ့တစုနဲ့တစုတီနေပုံကိုကြည့်ရတာအစတုန်းက9စုဖြစ်နိုင်တယ်ဗျအခုရှိတဲ့စေဒီ3စုကိုဆက်ဆွဲလိုက်ရင်တွိကံပုံဖြစ်နေတာဗျဘာတစ်မြင်ခဲ့တဲ့တိုက်စာကလည်းဖះ9စုအလဲစုတူတူပုံနဲ့ကစားဆိုတော့ဟုတ်မယ်ဗျအခုပြိုကျပြီးပိန်းနေတိုင်းပုံနေတာအလဲစုဖြစ်မယ်ဗျကျုံးနဲ့ဘာတဲ့လည်းမြင်မြန်သွားပြီးလှန်ယိုးလို့ထင်တဲ့ပိန်းနေတိုင်းကိုလှုပ်ကြည့်တယ်မလှုပ်ဘူးဗျအခိုင်စိုက်ထားတာဘလို့လုံးမလဲတတ်တယ်ထုပြောရမှာဘာတဲ့ဟာဖះကိုမဖြိုးကောင်းပါဘူးတတ်တယ်ဘာတဲ့မင်းကလည်းကွာမင်းကပိန်းနေတိုင်းကိုနှုတ်ဖို့လုပ်နေမှာပဲဘာထူးမှာတော့ကွာကျုပ်ကပြောဆိုနဲ့ဆွေးနေတဲ့အုပ်ကိုဆွဲကြည့်တယ်ဟာအตาလေးပဲဗျအုတ်ခဲကကွဲကြလာတယ်ကျုပ်လည်းဆက်ပြီးဖဲထုတ်လိုက်တယ်ဗျကျုပ်လုံးနေတာကိုတွေ့တော့မှဘာတဲ့လည်းဝင်လောက်တယ်နိုင်ဝက်လောက်လှုပ်လိုက်တော့မှပိန်းနေတိုင်းပေါ်လာတယ်တန်တာရဲ့အောက်ရှိကိုအခိုင်မှာစိုက်ထားတာဗျအင်္ဂရီနဲ့ကိုငုံပြီးစိုက်ထားတာအဲ့ဒီထဲမှာလှန်သွားရှိမရှိတော့မသိဘူးဗျကျုပ်ကအုတ်ခဲပိုင်းတစ်ခုကိုယူပြီးခက်အုပ်ထုကြည့်တယ်ဘာထက်ကလူရဲ့လူချေကိုကြည့်ပြီးတယ်ဗျဟောပဲ့ပြီတစားပဲ့ပြီဆိုတော့လွယ်သွားတာပေါ့ဗျာဟာလှန်သွားကြီးဗျတန်နိုင်မဟုတ်ဘူးပြို့လှမ်းဗျလှမ်းအသွားကိုစိုက်ပြီးအယိုးကိုပိန်းနေတိုင်းလုပ်ပြီးထီးတင်လာတာကျုပ်ကလှန်ကိုအားနဲ့ဆွဲနှုတ်လိုက်တယ်ကြစ်ဟောလှုပ်လာပြီကျုပ်လည်းနှဲ့ပြီးထုတ်လိုက်တယ်ဟာတော်တော်လေးလီးတာဗျလက်ထဲမှာကိုနှက်နေတာပဲဗျာရှစ်ခရဘရင်တွေကထွားကြိုင်းတော့ဒီလန်ကိုအตาလေးကင်နိုင်မဲ့ပုံပဲဗျဘာထက်ကပြေးလာပြီးလှန်တံကိုကင်ကြည့်တယ်လှန်တံကလည်းတန်ယူအသွားကလည်းလှန်ဆိုတော့လေးတာပေါ့ဗျာအသွားနဲ့အယိုးကြားမှာကြာပန်းပုံလေးပါတယ်ဗျဒါအရိန်းမလန်မဲကွာတတည်းကအတိကြတော့ဘယ်ပြောနိုင်မလဲဘာထက်စမ်းသက်ကြည့်တာပေါ့ကွာဟာတတည်းငါ့ကိုအိမ်မက်ပေးတာလေကွာအေးဟုတ်သားပဲကွာမင်းအိမ်မက်တိုင်းငါတို့နှစ်ယောက်ကိုပွားထုတ်ပြီးလိုက်ရှာလို့ဒါတွေ့တာပဲဒါဆိုရင်တော့ဒါအရိန်းမလန်ဆိုတာတေချာတော့ပဲကွာတေချာတော့မဟုတ်ဘူးကွာတတည်းကတေချာတာကွာကျုပ်ကလှန်ကိုအရက်နဲ့တိုင်းကြည့်တယ်လှန်တံကကျုပ်ကောင်းပေါ်မှာအများကြီးကြော်ထွက်နေတာပေါ့ဗျာဘာတဲ့ကလည်းကျုပ်လိုပဲသူ့ရက်နဲ့တိုင်းကြည့်တယ်ဗျသူ့ရက်ထက်လည်းအများကြီးကြော်နေတယ်ကျုပ်ကဘေးဘီကိုလှည့်ပတ်ကြည့်တယ်လူသူလေးပါးရဲ့ရောင်တော့မတွေ့ဘူးဗျဘာတဲ့ငါတို့သွားကြရအောင်ကျုပ်ကနောက်ကဘာတဲ့ကရှေ့ရဗျလှန်ကိုတော့ကျုပ်တို့နှစ်ယောက်တယောက်တစ်ဖက်ကန်လာကြတာဗျလှန်သွားကရှေ့မှာကျုပ်ကလှန်ရိုးကိုနောက်ကကန်ထားတာပေါ့ဗျာတောင်ကုန်းအခြေရောက်တော့မြို့ထဲကိုတန်းမဝင်နေပဲအခြေအနေကိုကြည့်နေတယ်ဗျပြီးတော့မှမြို့ထဲကိုဝင်လာကြတာကျုပ်တို့ထွက်ခေါင်တဲ့ကွေးတော့မရှိဘူးဗျအ
အိမ်ရောက်တော့ကျုပ်ကခြေတံမကြောင်းတော့ဖွင့်ပြီးအိမ်ထဲကိုဝင်တယ်လန်ကိုဘာနဲ့မှမထိအောင်တတိထားပြီးအိမ်မော်တက်တိယူလာခဲ့ကြတယ်အိမ်မော်ရောက်မှမီးဖွင့်ပြီးတိတ်တိတ်ရှာကြည့်ရတယ်လန်ပုံစံကမြင်ဘူးနေကြမဟုတ်ဘူးဗျလန်နဲ့လန်ရိုးကြားမှာကြာပန်းနှစ်ပွင့်ခံထားတယ်ဗျတိတ်တိတ်ရှာကြည့်တော့အတန်မဟုတ်ဘူးဗျတက်တုဆက်တစ်မျိုးနဲ့လှုပ်ထားတာဖြစ်မယ်ဘာတဲ့ရောကြော်ရောလှန်ကြီးကိုမကြည့်လိုက်စကြည့်လိုက်လုံနေတာဟာဗျဒီလန်ကိုမင်းအင်္ဂလိပ်၅ပါးကန်ခဲ့တာဗျကျုပ်စိတ်ထဲမှာဒီလန်ကိုကန်လိုက်တဲ့အချိန်မှာစိတ်ကြီးဝင်တယ်လို့မှန်တက်တယ်လို့တမျိုးပဲဗျကျုံနဲ့ပါတဲ့လေလှန်ကိုဝအောင်ကန်လိုက်ကြပြီးတော့မှကျုပ်ရဲ့ပစိုးအောင်တစ်ထည်နဲ့လှန်ကိုပတ်လိုက်တယ်ပြီးတော့အိမ်တော်ကဖောင်းနိုင်တဲ့နေရာကြားမှာကပ်ပြီးထောင်ထားလိုက်တယ်တော်ယုံနဲ့တော့လှန်ကိုမြန်မာမဟုတ်ဘူးဗျညကကျုံနဲ့ပါတဲ့တိတ်ပြီးမအိတ်ကြရဘူးမနှက်ကြတော့ဘာကြီးကနှိုးတော့တာပေါ့ဗျာကျုပ်ဘာကြီးကနေမအောင်အိမ်မကြိုက်ဘူးဗျကျုပ်ရောပါတဲ့ရောဘာကြီးချက်ကျွေးတဲ့ဝတ်သားရင်နဲ့ထမင်းတဝကြိတ်ပြီးမှကျောင်းကိုလာခဲ့ကြတာဗျနောက်တစ်နေ့ကျတော့ကျုပ်ကတက်ထုထမင်းဘူးထဲမှာခွာထားတဲ့6ကြိုစိတ်လေးတွေကိုထည့်ပြီးကျောင်းကိုယူသွားတယ်ကျောင်းရောက်တော့ဘားတက်ကိုအရင်ကျွေးတယ်ဘားတက်က6ကြိုသီးစိတ်တစ်စိတ်ကိုယူစားတယ်ဟာဒီ6ကြိုသီးကတော်တော်ရှိုးတာပဲကွာဘာကြီးဝယ်ကျွေးတာလေကွာရှိုးတာနဲ့ငါယူလာတာရှားကောင်တွေကိုလည်းခေါ်ကျွေးတယ်အားလုံးကချိုလုံးလို့အံ့ဩနေတာဗျတက်တဲ့ဒီ6ကြိုသီးကိုမင်းပါကြီးဘယ်ဆိုင်ကဝယ်လာတာတော့ကွာမသိဘူးသူရာရငါ့ကိုစားဖို့3လုံးပေးတာနဲ့မင်းတို့ဘို့စိတ်ပြီးယူလာတာဘားတက်ကတော့ဘာမှမပြောပဲငြိမ်ပြီးစားနေရောဗျမင်းပါကြီးဝယ်လာတဲ့6ကြိုသီးကအမျိုးကောင်းနေကွာတာတွေကအမွှေးတွေမှာအကြီးကြီးတွေအမှတ်တမဲ့ကြည့်ရင်ရှောက်တီကိုမှားထားသလားလို့တော့ထင်ရတာစားကြည့်တော့မှရှောက်ရှူတီမှန်သိတာကွာအဲ့ဒီနေ့ကြောင်းစင်တော့ကျုပ်ကဘားထက်ကိုကပ်ပြီးပြောတယ်ဘားထက်မင်းအိမ်မကအမှန်ပဲကွာငါတို့ရတာတဲ့လှန်ရိန်နမလန်အစ်စ်ပဲကွာတိလားခါမင်းကဘလို့ကြောင့်ပြောနိုင်တာတော့တတ်တယ်အေးငါပြောပြမယ်မင်းမနက်ကကြောင်းမှာစားတာရှောက်ရှူတီမဟုတ်ဘူးကွာရှင်စုံနေတဲ့6တီးကြီးအဲ့ဒါကိုငါရိန်နမလန်သွားနဲ့ခွာပြီးဆက်ယူလာတာငါခွာပြီးစားကြည့်တော့တားရှို့တာနဲ့ဟုတ်ရဲ့လားဆိုပြီးမင်းတို့ကိုကြွေးကြည့်တာကွာအခုတော့တေချာတော့ယူရောကွာဟေးဟုတ်လားကွာမင်းကတော့ဆက်စုတဲ့နေရာမှာ2ယောက်မရှိအောင်တော်တဲ့ကောင်ပဲကွာဒါတွေကအေးငါစိတ်ထဲမှာအရိန်နမလန်အစ်စ်ဟုတ်မဟုတ်သိကျင်တာမှာဗတ်ထက်ရနေပါဦးမင်းနောက်ထပ်ဘာတွေစမ်းအောင်မှာတော့ကွာဒါတွေကနေပါဦးမင်းနောက်ထပ်ဘာတွေစမ်းအောင်မှာတော့ကွာဒါတွေကအေးငါစာတွေပြန်ပြီးဖတ်နေတာကွာဗတ်ထက်ရအရိန်နမလန်အကြောင်းပါတာတွေပေါ့ကွာဒါပေမဲ့အဲ့ဒါတွေအားလုံးကပုံမြင်နေလို့ပါပဲကွာအေးဘာပဲဖြစ်ဖြစ်ရှောက်တီးကတော့ရှိုးတာအမှန်ပဲလေကွာအေးအဲ့ဒီတခုကတော့ဟုတ်နေတယ်ကွာထူးခြားတာအတွင်းမင်းကိုမပြောဘဲမနေပါဘူးကွာဗတ်ထက်ရအေးပါကိုဆက်စုရဲ့ညရောက်တော့ကျုပ်အိတ်နေရင်တတိယသွားတယ်ဗျဒီလန်ကလှန်ပြန်လို့ပြောကြတယ်လှန်ပြန်ဆိုရင်ကျုပ်စီးလို့ရမလားဆိုပြီးတွေးမိသွားတယ်ဗျကျုပ်ပြတင်းပေါက်တကားကိုဖွင့်လိုက်တယ်လှန်ကိုကြမ်းမြတ်မှာရှာပြီးလှန်ပေါ်မှာဝမ်းရမောက်ပြီးကင်ထားလိုက်တယ်ကျွန်တော်နှစ်ချောင်းကတော့လှန်ရိုးကိုခွာပြီးညှက်ထားတာပေါ့ဗျာကျုပ်စိတ်ထဲကလည်းလှန်ပြန်ရင်ပြတင်းပေါက်ကနေကြော်တက်သွားပါလို့ပြောလိုက်တယ်ဗျဟာမြောက်သွားပြီဗျကျုပ်ကိုယ်လုံးကပေါ့ပေါ့လေးလိုဖြစ်သွားရောဗျာဟာပြန်ပြီပြတင်းပေါက်ကနေဖြတ်ကနေပြန်တော့သွားပြီကျုပ်စိတ်ထဲမှာဟိုနေ့ကလှန်ယူလာတဲ့ရသိတောင်စိတ်ညွတ်လိုက်တယ်လန်နာကရှက်ရှင်အရှိဘက်ကိုဥတီပြီးပြန်သွားတယ်ဟာရောက်ပြီရောက်ပြီမြန်ချက်ဗျာဟိုနေ့ကကျုံနေပါတဲ့နဲ့ရွှေပြပြကြအောင်ရှောက်ရတဲ့နေရာကိုပွက်ခနဲနေပြီးရောက်လာတာဗျကျုပ်ကတောင်ကုန်းပေါ်ကနေမြို့ကိုလှမ်းကြည့်တယ်ချက်ချင်းရွာကိုကျုပ်တတိရသွားတယ်လမ်းမြန်ကိုခြေထောက်ခွပြီးကင်လိုက်တယ်ကျုပ်ရွာအိမ်ဝိုင်းကိုစိတ်ညွတ်လိုက်တယ်ဟာပြန်တော့သွားပြီမြန်ချက်ဗျာကျုပ်ကငှက်ကလေးတစ်ကောင်လိုပေါ့လေးဖြစ်သွားတာဗျဟာရောက်ပြီကျုပ်တို့ဝိုင်းနဲ့ရောက်ပြီဘာနဲ့မေတော့ချမ်းစီးနဲ့အိပ်ပျော်နေကြရောပေါ့ဗျာကျုပ်လည်းထိုင်နေကြမကြီးပင်အောက်ကကွတ်ပြက်မှာထိုင်လိုက်တယ်တိတ်ကြနေလို့တော့မဖြစ်သေးဘူးဗျကျုပ်လှမ်းကိုပြန်စီးလိုက်တယ်ကျုပ်စိတ်ကဘာကြီးအိမ်ရှိကိုညှို့လိုက်တယ်ပြန်တက်ပြီခဏဆုံးမှာခဏလေးပါပဲဗျာဘာကြီးစိမ်မောင်အိမ်ရှိကိုရောက်လာတယ်ကျုပ်အိမ်တော့ဖွင့်ပြီးဝင်လိုက်တယ်ဘာကြီးမသိအောင်ရှေ့ဖော့နေပြီးအိမ်မော်တော့ကိုတက်လာခဲ့တယ်လှမ်းကိုလည်းအဝတ်နဲ့ပတ်ပြီးတိတ်ရှာပြန်သိမ်းထားလိုက်တယ်နောက်နေ့ကြောင်းရောက်တော့ဘာတစ်ကိုလူရှင်းတဲ့နေရာကိုခေါ်ပြီးကျုပ်ကပြောပြလိုက်တယ်ရိန်နမလန်ရဲ့ယာစုံမှာတခင်ကိုတည်ဆောင်ပြီးလိုရှိတဲ့နေရာကိုပို့ဆောင်ပြီးနိုင်တယ်ဆိုတာမပါတဲ့အကြောင်းကျုပ်ကအခိုင်အမာပြောပြတော့ဘားထက်ကမျက်လုံးပြူးသွားတယ်တတ်တယ်မင်းစမ်းတက်ပြီးပေါ့ဟုတ်လားအေးဟုတ်တယ်ညကလှမ်းပြောင်းစီးပြီးရွာကိုတောင်ရောက်သွားသေးတယ်ငါတို့အိမ်ဝိုင်းတွေကထိုင်နေကြမကြီးပင်ကြီးအောက်မှာထိုင်ခဲ့သေးတယ်ကျန်စစ်သားမင်းကြီးကလှောင်ထောက်ပြီးအဝေးကြီးကိုရောက်တယ်ဆိုတာငါယုံတယ်ရိန်နမလန်ကိုစီးပြီးလိုရာကိုစညွတ်လိုက်ုံနဲ့ရောက်နိုင်တယ်ဆိုတာအရင်ဘရင်တွေမသိပဲနေမှာမဟုတ်ဘူးဘာတဲ့ဒီเจ้าတွေကိုရာသမင်းမှမပါတာဘရင်တွေကဒီเจ้าကိုလျှို့ဝှက်ထားလို့ဖြစ်မယ်ကွာမင်းမယုံရင်ဒီညလာပြီးစမ်းကြည့်ပါလားအေးငါလာပြီးစမ်းကြည့်မယ်ညရောက်တော့ဗတ်တစ်ကျုပ်အိမ်ကိုရောက်လာတယ်တတ်တယ်ငါမင်းတို့လှမ်းပြောင်စီးလို့ရပါမလားတတ်တယ်ရပါတယ်ကွာမင်းနဲ့ငါကိုပွားထုတ်တဲ့စိတ်မျိုးနဲ့စီးလိုက်ုံပဲဗတ်ထက်ရကျုပ်ပြောတာကိုဗတ်တစ်သဘောပေါက်သွားတယ်ဗျသူ့ပစိုးကိုခိုင်ခိုင်ပြန်ဝှက်ပြီးအရိန်နမလန်ကိုလက်နှစ်ဖက်နဲ့ဆုပ်ထားလိုက်တယ်ဟောတက်ပြီတက်ပြီလမ်းပြန်ကအသက်ရှိနေတဲ့တတဝါတကောင်လို့အပေါ်ကိုကြွတက်လာတယ်ဟောထောင်တက်နေရကနေလှဲလိုက်ပြီဟာသွားပြီဝှက်ကနေကိုဗတ်ထက်ပြန်တက်သွားပြီဗျရိန်နမလန်ပေါ်မှာဗတ်ထက်ကစီးလျက်သားကြီးပါသွားတာဗျဗတ်ထက်ပြန်လာကိုကျုပ်ဆောင်တယ်ဒီကောင်ဗတ်ထက်တော်တော်နဲ့ကိုပြန်မရောက်လာသေးဘူးဗျအချိန်ကြာလာတော့ကျုပ်လည်းစိတ်ပူလာတယ်အပေါ်မောကြည့်ပြီးဗတ်ထက်ကိုမျောနေလိုက်တယ်
အိတ်နေတဲ့ဘာကြီးမနိုးအောင်ခြေပေါ့နေပြီးအပြင်ကိုထွက်လာလိုက်တယ်ဘာတစ်ကတော့ပြန်မရောက်လာသေးဘူးဗျဘာတစ်ဆိုတဲ့ကောင်ကကျုပ်ထက်တာတဲ့ကောင်ဗျကျုံမသိတာကျုံမကြောက်ဘူးတာတွေကိုတော့ဒီကောင်ကသိတာလေဗျာကျုံနောက်တစ်ခေါက်မောကြည့်လိုက်တော့မှဘာတစ်ကိုကျုပ်တွေ့ပြီဗျအမှောင်ထဲမှာတစ်ချက်လက်ကနေဖြစ်သွားတဲ့အရိနမလန်ကိုစီးပြီးပြန်လာတာဗျဒီကောင်ဘာတစ်ကျုပ်ရက်နေတဲ့နေရာတက်ကိုဆင်းလာပြီဗျဟာညင်တာကြဗျာငှက်လေးတစ်ကောင်ကြတယ်လို့ငြိမ်လေးကြသွားတာဗျဟာတတရာစီးလို့ကောင်းလိုက်တာကွာဘာတစ်ကတော်တော်ပျော်နေတဲ့ပုံပဲဗျတာတီနဲ့ဘာချစ်ဒီကိုလာခဲ့ကြစမ်းကျုံနောက်ကထွက်လာတဲ့အတန်ဗျအတန်ကခက်အော်ကြီးဒါပေမဲ့ကြည်လင်ပြတ်သားပြီးသားတဲ့အတန်ဗျကျုပ်တကိုယ်လုံးကြက်တီးတွေဖြန်းကနေထသွားတယ်ဘာတက်ကကျုပ်ကိုကြော်ပြီးကျုံနောက်ကိုလှမ်းကြည့်တယ်ဒီကောင်မျက်နှာကွက်ခနဲ့ပြတ်သွားတယ်ကျုပ်လည်းနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်ဝတ်ပြုဆင်ခြင်းနဲ့အဖိုးကိုတရားဗျလမ်းမီတိုင်ရဲ့အလင်းရောင်ကသူ့မျက်နှာကိုထိုးကြနေတာဆိုတော့အဖိုးရဲ့မျက်နှာကိုကောင်းကောင်းမြင်နေရတာပေါ့ဗျာအဖိုးကိုလိုထင်လိုက်ပြီမဲ့အသက်က50ကျော်လောက်ပဲရှိဦးမှာဗျလူကလေးတို့အရိနမလန်ယူခိုင်းတာဘာဖျားယူခိုင်းတာပါဒါပေမဲ့အရိနမလန်ကစော့တရားမဟုတ်ဘူးလူလေးရဲ့ကဲဖျားကိုအရိနမလာပြီးအကြတော့ကျုပ်ရောဘာထဲရောဘာမှကိုပြန်မပြောဘူးတော့ပဲအရိနမလန်ကိုတယောက်တစ်ဖက်ကင်ပြီးဘာဖျားကိုရိုးသေးအပ်လိုက်ကြတယ်တာဓုကွယ်တာဓုငါမြေးတွေပါလာတဲ့ပါရမီတိုင်းဖြစ်ကြပါစေကျုပ်ကတော့စိတ်ထဲမှာဒီပုဂ္ဂိုလ်ဘသူပါလဲလို့တွေးနေမိတယ်ကျုပ်တွေးတာကိုဘာဖျားကသိပုံရတယ်ဗျလူလေးတာတေဘာဖျားကပထမဦးအောင်မှာဟာလူတွေပြောနေကြတယ်ဘူအောင်ပေါ့ဟာကျုပ်ရောဘာထဲရောဟာကနေဖြစ်သွားတော့ဗျာကျုံနဲ့ဘာထဲလဲတာမြင်မထားဘဲနဲ့ဗျိုင်းတူထိုင်ရှားလိုက်ရောဗျပြီးတော့ဘာဖျားကိုဗျိုင်းတူချစ်ကိုကြတယ်အေးတာဓုဘာဖျားလက်ဝဲရောက်အရိနမလန်ကိုဆောင်ပြီးအပ်ပေးကြလို့ကျေးဇူးတင်ပါတယ်ကွယ်ငါမြေးတွေကျမ်းမာချမ်းသာကြပါစေဟာပျောက်သွားပြီဗျို့ဘာဖျားပျောက်သွားပြီဘာထဲရောကျုပ်ကိုအံ့ဩလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးဘာမှမပြောနိုင်တော့တာဗျို့ကျိုးတို့နှစ်ယောက်ဘာကြီးမသိအောင်ရှေ့ဖို့နေပြီးအိမ်ထဲကိုဝင်ခဲ့ကြတယ်အဲ့ဒီညကအိပ်ပေမဲ့မိုးလင်းတဲ့အထိကိုကောင်းကောင်းအိပ်မပြောနိုင်ခဲ့ပါဘူးဗျာပရမန်ဥအောင်လို့ခေါ်တဲ့ဘာဖျားရဲ့ကြည်လင်ဝင်းပနေတဲ့မျက်နှာနားထဲမှာဆွဲကြံရင်းနေတဲ့အတန်ပြီးတော့ဘာဖျားကြီးကနေကူးဆက်ပြီးကြံနေခဲ့တဲ့အေးမြတဲ့ဓာတ်ဗျကျုပ်ကသာအိပ်မပြောတာဗျဟိုကောင်ဘာထက်ကအိပ်လိုက်တာမှတခေါခေါနဲ့ဟောက်နေသေးရောဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲအိမ်မလာမှတ်ကြပါခင်ဗျာ